ဂျပန်စကားပြောတဲ့အခါအရန်ချားရများတဲ့စကားလုံးတစ်ခုရှိတယ်ဒါပေမဲ့အတဲပေကတော့နည်းနည်းရှုပ်တယ်အဲ့ဒါကဘာလဲဆိုတော့ this ပါမယ်ကဲဒီနေ့တော့အဲ့ဒီ this ရဲ့လျှို့ဝှက်ချက်တွေကိုအတူတူဖော်ထုတ်ကြည့်ရအောင်ဂျပန်စာလေးလာနေတဲ့သူတွေဆိုရင်ဒါကိုတော်တော်များများကြုံဖူးကြမှာပါ anime တွေထဲမှာတော့ဂျပန်လူမျိုးတွေနဲ့စကားပြောတဲ့အခါမှာတော့ nandes ကိုခဏခဏကြားနေရတယ်ဒါပေမဲ့ဒါကိုဘာလို့သုံးတာလဲဆိုတာကိုတော့သိကြမရှင်းမှုဖြစ်နေရတတ်တယ်ဟုတ်တယ်မလားအဲ့တော့သူ့ရဲ့တကယ်အသုံးဝင်ပုံကိုနားလည်သွားရင်စကားပြောကပိုပြီး natural ဖြစ်လာမှာပါကဲဒါဆိုရင်တော့အချိန်မဆိုင်တော့ပဲဒီ indexing ရဲ့နောက်ွယ်ကအဒီပိုင်တွေကိုတစ်ခုချင်းစီရှင်းရှင်းလင်းလင်းဖြစ်သွားအောင်ကြည့်လိုက်ကြရအောင်ဟုတ်ပြီပမာဇွန်အနေနဲ့သူ့ကိုဘယ်လိုသုံးရမလဲဆိုတာမလေးလာခင်သူ့ကိုဘယ်လိုတည်ဆောက်ရမလဲဆိုတဲ့ဖွဲ့စည်းပုံကိုယဉ်ကျေးအောင် foundation ပေါ့နော်ဒါကိုတည်သွားရင်နောက်ပိုင်းကလဲလာပါပြီဖွဲ့စည်းပုံကအကြေတော့အရန်ယုံရှင်းပါတယ်စီးမင်းက3ခုပဲရှိတယ် verb ဆိုရင်သူ့ရဲ့ plain form နောက်ကနေ index တန်းထဲလိုက်ရုံပဲ adjective လည်းဒီတိုင်းပဲ index ကိုတန်းကတ်လိုက်ရုံပဲနည်းနည်းလေးတတိထားရမှာက noun နဲ့ na adjective ပါသူတို့နောက်မှာတော့ na လေးခံပြီးမှ index လို့သုံးရပါတယ်ကဲဥမာလေးတွေနဲ့တွဲကြည့်လိုက်အောင် verb ဆိုရင် iku ကနေ ikundes adjective ဆိုရင် achi ကနေ achindes တွေ့ရမလားတရားပဲကတ်လိုက်တာအခု noun နဲ့ na adjective ကိုကြည့်အောင် kakse ဆိုတဲ့ noun နောက်မှာ na ထည့်ပြီး kakse nandes shizuka ဆိုတဲ့ na adjective နောက်မှာလည်း na ထည့်ပြီး shizuka nandes အဲ့ဒီ na လေးကိုတော့မမေ့ဖို့အရေးကြီးပါတယ်ကဲဖွဲ့စည်းပုံကိုသိပြီဆိုတော့အရေးကြီးဆုံးအပိုင်းကိုရောက်လာပါပြီသူ့ကိုဘယ်နေရာထဲမှာသုံးကြတယ်လဲဘာအသေးပဲနဲ့သုံးကြတယ်လဲဆိုတာပေါ့ပထမဆုံးနဲ့သုံးများဆုံးအခြေအနေကတော့အကြောင်းပြချက်တစ်ခုခုကိုရှင်းပြခြင်းတဲ့အခါမှာသုံးတာပါပဲဆိုလိုတာကရိုးရိုးသားမှန်ဝါကြတဲ့ကြောင်းကိုအကြောင်းပြချက်ဆန်တဲ့ခန်းစားချက်လေးထည့်ပေးလိုက်တာပါဒီလိုပြောလိုက်ရင်ပိုရှင်းမယ်ဖြစ်လို့ပါကြောင်းပါဆိုတဲ့အသေးပဲလေးကသူ့ထဲမှာပါသွားတယ်ဒီတိုင်းပြောတာမဟုတ်ဘူးငါရှင်းပြနေတာဆိုတဲ့ nuance လေးပါသွားတာပေါ့ဒီ dialogue လေးကိုကြည့်လိုက်ရအောင် E ကမေးတယ်どうしたんですかဘလို့ဖြစ်တာလဲ B ကちょっと気分が悪いんですနည်းနည်းနေလို့မကောင်းလို့ပါလို့ပြန်ဖြေတယ်ဒီနေရာမှာ B က気分が悪いですလို့ရိုးရိုးပြောလို့ရပါတယ်ဒါပေမဲ့ this ထည့်သုံးလိုက်တဲ့အတွက်ခမရမေးတဲ့ဘလို့ဖြစ်တာလဲဆိုရမေးခွန်းရဲ့အဖြေကတော့ကျွန်တော်နေမကောင်းဖြစ်နေလို့ပါဆိုတဲ့ရှင်းပြတဲ့သဘောတက်ရောက်သွားတာပါဟုတ်တယ်အဓိက key point ကအဲ့ဒါပဲနေမကောင်းဘူးဆိုတဲ့အချက်ကိုပြောတာထက်နေမကောင်းတာဟာအခုဖြစ်နေတဲ့အခြေအနေတဲ့အကြောင်းပြချက် reason ဖြစ်ပါတယ်ဆိုတာကိုပိုပြီးနန်းပြောခြင်းကို nantis ကိုတောင်းတာပါကဲနောက်ဥပမာတစ်ခုကြည့်ရအောင်အေခါအဲ့တဲ့山田さん今日仕事は山田さんဒီနေ့အလုပ်ကတော့လို့မေးတယ်ပြီးက今日は休みなんですဒီနေ့ကနားရဖြစ်လို့ပါတဲ့ဒီမှာလဲပြီးက今日は休みですလို့ရိုးရိုးပြောလို့ရတယ်ဒါပေမဲ့ this ကိုထည့်လိုက်တော့မေးချင်တယ်လောက်တဲ့ဘာလို့လဲဆိုရင်မေးခွန်းကိုပါတခါတည်းရှင်းပြပေးလိုက်တယ်လို့ဖြစ်သွားတာပေါ့အဲ့တော့ဒီနေရာမှာ this က explanation ပေးတဲ့သဘောဖြစ်သွားတယ်ကိုတယောက်ယောက်ကဘာလို့လဲဆိုပြီးအမေးမခံရခင်မှာကိုဘာလာကိုကြိုးပြီးရှင်းပြလိုက်တာဒါကြောင့်ဂျပန်စကားပြောတာပိုပြီးချိုးမွေပြီးတယောက်နဲ့တယောက်ပိုနားလည်မှုရှိတဲ့ပုံပေါက်သွားတာပါဟုတ်ပြီဒါကတော့အကြောင်းပြချက်ပေးတဲ့အပိုင်းပေါ့အခုဒုတိယအတုံးတစ်ခုဆက်ကြည့်အောင်ဒီတခါကျတော့ကိုကရှင်းပြတာမဟုတ်ပဲတစ်ဖက်လူစီကရှင်းပြချက်တောင်းတဲ့ကမှတော့မတာပါဒါရိုးရိုးဘယ်မှာလဲဘာလဲလို့မိတာနဲ့နည်းနည်းကွာလဲကိုကတစ်ခုခုကိုမြင်လိုက်တယ်ဒါမှမဟုတ်ကြားလိုက်တယ်အဲ့ဒီအပေါ်မှာခြေခံပြီးဒီဆိုဖြစ်နေတာလားအဲ့ဒါနဲ့ပတ်သက်ပြီးတော့ငါပိုသိချင်တယ်ဆိုတော့စစ်မှန်နဲ့စစ်ဝင်စားမှုနဲ့မေးတဲ့မိဘမျိုးမှာတုံးကမှာဥမာဒီ dialogue လေးကိုကြည့်အေကပြောတယ်そのシャツ綺麗ですねအဲ့ဒီရှင်ကြီးကလာလိုက်တာအဲ့လိုကိုမြင်တာကိုအရင်ပြောပြီးတော့မှどこで買ったんですかဘယ်မှာဝယ်ထားတာလဲလို့မေးလိုက်တယ်どこで買いましたかလို့ရိုးရိုးမေးတာမဟုတ်ဘူးနော်ဘာကွာသွားလဲဆိုတော့နည်းနည်းထည့်မိလိုက်တဲ့အတွက်ဒီမေးခွန်းကလေထဲကနေရုပ်ထည်အကြီးကြာလာတာမဟုတ်ဘူးဆိုတာကိုပြရတယ်အင်ဂျီလာတယ်လို့ကျွန်တော်မြင်တဲ့အတွက်အဲ့ဒီအပေါ်မှာအခြေခံပြီးဘယ်မှာဝယ်လဲဆိုတော့သိချင်လို့မေးတာပါဆိုတော့အတိပ္ပယ်သက်ရောက်သွားတယ်ပို့ပြီးတော့ natural ဖြစ်တယ်ပို့ပြီးတော့စိတ်ဝင်စားတဲ့မေးတဲ့ပုံစံမျိုးဖြစ်သွားတာပေါ့ကဲအတုံးလုံးအဓိကနှစ်ခုကိုတော့ရှင်းသွားပြီးထင်ပါတယ်အဲ့တော့အခုပြောခဲ့တာတွေကိုအနှစ်ချုပ်အနေနဲ့ key takeaways လေးတွေပြန်ကြည့်အောင်ဒါကတော့လက်တွေ့စကားပြောမှာအရန်ရေးကြည့်တဲ့အချက်ပါ format အရှင်းနေလီမှာ this လို့သုံးမိမယ်တကယ်ချင်းနေနဲ့ရင်းနှီးတဲ့သူတွေနဲ့ပြောတဲ့အခါမှာတော့ this ကနေ no ဖြစ်သွားတယ်ပါရဲ့ どうしたんですかအစどうしたの買ったんですかအစ買ったのဆိုပြီးတော့ပေါ့အဖေမှာဆိုရင်လည်းနန္ဒာကမမောင်နော်ကိုသုံးပါတယ်
ဒါကဂျပန် anime တွေ drama တွေမှာအများကြီးကြားရမှာပါ အဲ့တော့အားလုံးကိုပြချုပ်ရရင်ဒီချက်လေးတွေကိုမှထားလိုက် this ဆိုတာဝါကြတစ်ကြောင်းကိုနောက်ခံအကြောင်းအရာတိမ်မွေးတဲ့အဓိပ္ပာယ်တွေထပ်ဖြည့်ပေးတယ်အဓိကအဖြစ် reason ပေးဖို့ explanation ပေးဖို့သုံးတယ်ပြီးတော့ကိုမြင်တာကြားတာအပေါ်မှာအခြေခံပြီး information တောင်းတဲ့အခါမှာသုံးတယ်ပြီးတော့အရေးကြီးဆုံးကစကားပြောမှာ not ဆိုတဲ့ informal ပုံစံကိုတတိထားနားထောင်ဖို့ပါပဲ ကဲအခုဒီတက်တာရဲ့သဘောတရားကိုနားလည်သွားပြီဆိုတော့နောက်တစ်ခါဂျပန် anime တွေ drama ကတွေကြည့်တဲ့အခါမှာဒီတိုင်းမကြည့်ပဲနဲ့စကောင်တရားဘလို့အချင်းကြီးမျိုးမှာ nandis ဒါမှမဟုတ် no ကိုသုံးသွားတယ်လဲဆိုတော့နားဆွင့်ပြီးတတိထားကြည့်လိုက်ပါအဲ့ဒီခါကျမှအော် तू ကခုရှင်းပြနေတာကို तू ကခုစေဝင်စားနဲ့မေးနေတာကိုဆိုပြီးဒီနေ့လေးလာခဲ့တဲ့အသုံးတွေနဲ့တိုက်ဆိုင်ကြည့်လို့ရမှာပါအဲ့ဒါကဒီ grammar ကိုတကယ်ပိုင်နိုင်သွားစေပဲအကောင်းဆုံးနည်းလမ်းပါပဲ